不光那么来的吧啦？明天带我俺来不对。不快不快的嘛，拖不着嘛。俺别讲真相了呗，俺俩别讲不行，俺们老包了，恁爸爸也包了。俺们来不包，俺们来包。俺俩讲不了，我俺说明天周哥别来搞，意思个哩，现在这老么稀巴的，没嘛没呀巴的呢，我俺都表态咱了吧。现在把弄哪里拍哩？好，来家说。来，哎，我拿了拿的，哎，我来不了今天。咱来的呢，来的呢。俺别动没。哎，这边。来，干嘛？不吧，不吧，俺们来不多了。妈，俺老家讲。你哎，咱们这两套吧。啊，完了没？路来没站里面。我走，这么多，那后拿嘛的。啊，咱也不要办他。那我走。那那没有拿来了啊。我往两边那个啥别的地。家伙，这个拿来。这两个标的阿姨。你干嘛快？Okay, ကျွန်တော်တို့ပကံမင်းသား Aircon Bus နဲ့စီးနေလိုက်ပါလာကြတော့ဂရာဂျီလင်ပါရမီရှင်ခရီးတဲ့အပေါင်းတို့ခင်ဗျာကျွန်တော်တို့ပကံမင်းသား Aircon Bus ကြီးဟာမကြခင်မှာဗျာ ခဏလေးကိုရေဟိုကျွန်တော်တကယ်ကြောက်ရောက်မလာသေးဘူးအဲ့ဒါတစ်ချက်တော့စောင့် ကျွန်တော်တို့ကအချိန်နဲ့အလုပ်လုပ်ရတာဗျအခုကားထွက်ဖို့အချိန်ကစီနေပြီ ဟဲ့လေအကိုကြီးခန့်နေနော်ချက်ချောကြီးဟုတ်တယ် ဦးရေကရမ်းခံတာလေစပယ်ရလို့တော့မထင်ရဘူး ပြောအုံနာလားမသိ အေးအော်ကိုလေးဆက်လိုက်တော့ပါလား ကားကဆက်လည်းမတော့ပါဘူးလေ ဒါဆို physical လေးကြိုက်ထားလိုက်အဲ့ဒါလေးကြိုက် ရှောက်ပြုံး ဆက်လိုက်တော့ကျမ်းမာရေးကိုထိခဲ့တယ်ကွာအေးမတော့နဲ့ခဏလေးကို7မိနစ်ပဲစောင့်ခဏလေး7မိနစ်တော့သွားလို့ရပြီနော် ခွန်ကားထွက်ဖို့ကြော်ညာပြီးထွက်ခိုင်းလိုက်တော့လေဟာအေးလေဟုတ်တာကဲဒီမှာမကိုကြီးကားထွက်ဖို့အချိန်ပြည့်နေရင်လည်းထွက်တော့လေဘယ်သူစောင့်နေရလဲစောင့်မနေနဲ့တော့ ဟုတ်ကဲ့ကျွန်တော်ပြန်ကျင်ညာပါမယ်ခင်ဗျာကျွန်တော်တို့ကနောက်10မိနစ်ကြာမှထွက်ပါမယ်ခင်ဗျာ အေးကျေးဇူး ငါ7မိနစ်လဲလေမျိုးမျိုးပဲဒီမှာကားထွက်မယ်လို့ကြေညာပြီးပြီဆိုလို့ရှင်လဲထွက်မှာပေါ့ခီးထွက်တယ်ဆိုတာအချိန်နဲ့လှုပ်လှုပ်တာရှင်ဟုတ်ပါရှင်တို့လူတော့လေကားတစ်စီးလုံးကခီးတယ်ဒီအားလုံးဒုက္ခမခံနိုင်ဘူးအားမစရာကြီး ခဏလေးပါ7မိနစ်တည်းပါအန်ဒီ ဘာအန်ဒီလဲ အန်ဒီကမလို့ ဘာကားပြောတာဒီမှာခီးထွက်တယ်ဆိုတာဝိရိယရှိမှပေါ့ရှင်အခုကားထွက်မယ်ဆိုတဲ့အချိန်တော့7မိနစ်နောက်ကျနေပြီကဲထွက်မလားမထွက်ဘူးလားပြောဟုတ်တယ်ဟုတ်ကဲ့ကျွန်တော်ပြန်ကျင်ညာပါမယ်ဗျကျွန်တော်ကအခုစတင်ပြီးထွက်ခွာပါတော့မယ်ခင်ဗျာ အဲ့လိုမှပေါ့ မလက်မတောင်တော့ပြေးလိုက်တယ်ဒါကြောင့်မဖြစ်တင်ဘူးဟုတ်တော့ ဟုတ်ပါသူ့ရံမြန်မထွက်လို့လားမသိဘူး အာမင်းလည်းဒီခီးကိုသွားဖို့စစီနေတာဒီကောင်သူ့အိမ်မှာသူ့ချေသူ့လည်းပဲဘာမှမလွတ်စရာအကြောင်းမရှိဘူး အဲ့ဒါမပြောနဲ့ငါတို့တခုတော့မှားနေပြီသူမပါဘူးဆိုတဲ့ကငါတို့မှနေဖို့ထိုင်ဖို့အချိန်ဒါငါတို့မပါဘူး တူပြောစမ်းမှာကွာဒီမှာဟိုမှာတရက်နှစ်လောက်နေပြန်ကြတာပေါ့တော့မဲ့ပြောမသွားပြီရှက်စရာကြီး ဟေးတို့တကယ်ချင်းလေးစောင်းခဲ့တယ်နော်နင်တို့လည်းစုရတာမနေစုရတာတော့တခါလေအချိန်ကြီးအေးလေအဲ့ဒါကြောင့်ပေါ့ဒီမိမလို့ရှိရင်နော်ကြိုက်တာ3ကြိုက်တာစားငွေကြီးကတော့ဘာမှမဘူးနဲ့အားလုံးပြည့်စုံပါအားကိုတယ်ဟာဒါပေမဲ့တို့မှဆင်းရတာအချိန်ပဲဘာအချိန်လဲအချိန်ဘယ်လောက်လဲပြောပါလေးရပဲရတယ်အမလေးလေးဆိုတာအများကြီးပဲကားတစ်စီးနဲ့လဲလိုက်လို့ရှိရင်ရိုးညံ့မယ်တကယ်ကြီးဘာမှမဘူးနဲ့ ဟ
ပြောက်ကားသားနေမလေးဟုတ်တယ်တော့ ဟာမမိုးဟဲ့လေဟိုမမိုး ဟာငါတို့တကယ်ကြီးကားစားကြီးကာနာရပြီပါလားကျွန်တော်တကယ်ကြီးဗျာဟာဘွေမတွေ့လိုက်ဝေးလိုက်တာကွာမောင်တော့ထူလာလိုက်တော့မင်းတို့ lesson ပေးလိုက်တာနှစ်နိုင်လောက်ကြော်ထွက်လာတော့ငါအိမ်တော့ဖြစ်တယ်ဗျာ ရလုံးလိုက်စက်တန်ကြီးပဲ ဘာကောလို့စိုးရိမ်နေလားကောလားဘောပါမင်းမင်းကဘာဘာလို့တက်လာ ငါတို့ကဒါပါတာမဟုတ်ဘူးပါခင်ဗျာ အေးမင်းတို့ lesson ပေးလိုက်တာခဏလေးပါကွာ မင်း အခုရောက်လာပြီဘာမှမပူနဲ့သုံးညံသုံးညံသား စား အချိန်ကန့်သက်မရှိဘူးနော်လှုပ်ချင်လှုပ်ချင် ဟိုစနေဒီညနေတော့၄ရက်တော့မဟုတ်ဘူးလား တလားတိတိနေပါမယ် အကန်ကြရင်စားညံသားသွားညံသားအခုလို့ရှိရင်နော်ပြောပြန်မယ်ဆိုတဲ့အကြောင်းတော့မပြောနဲ့ မပြောဘူးမပြော ပြန်မယ်ဆိုတော့အသက်ခံ တလားတိတိနေမယ် ရှင်ဘယ်လိုလုပ်လိုက်တာလဲ sorry နေစမ်းမအောင်ရှင့်ဘာလို့ဒီမှာလာထိုင်တာလဲဒါရှင့်ကုန်မလို့လား ဝယ်ရတာကျွန်တော်ဝယ်တယ်မတူကုန်လဲပါလေဟုတ်တယ်မလားရ ဟုတ်တယ်ဟေးရောဟုတ်ပြီအေးရဟေးလွတ်လာတာအေး အဲ့ပြီအောင်စိုးဒီတော့အနန္တလေးကောင်းတယ်အဲကွန်နဲ့နီလာ ဒီနေ့ဒီလမ်းပေါ်ငါတို့တွေထွက်ခွာခဲ့ပြီငါတို့အိမ်မက်တွေစိတ်ကူးတွေလွင့်နေခဲ့ပြီဘာများဖြစ်အောင်မလဲရှင်နေပါရလာခဲ့မလဲအတွေ့တွေကြမှာဒီလိုခီးလေးစားလိုက်သွားလိုက်ဆိုတာကောင်းတာဘာဖြစ်မလဲလွမ်းတာဆွဲတာစိတ်ကူးအိမ်မက်တွေရောက်သွားရင်လက်တွေပဲလားငိုရမှာလားလေရည်ရမလားတယောက်ယောက်ပြောပါစိတ်ကူးတွေကြမှာဒီလိုခီးလေးအားလုံးစားလိုက်ဒီခီးလေးအားလုံးသွားကြစို့ဒီခီးလေးအားလုံးသွားကြစို့ဒီခီးလေးအားလုံးသွားကြစို့ဒီဆုံးသွားတော့မှအားလုံးပြီးတော့ဆုံးသွားတော့မှ မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကားကြီးကမကြခင်အချိန်တွင်းမှာစန္ဒာမြိုင်ထမင်းဆိုင်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်စန္ဒာမြိုင်ထမင်းဆိုင်ကိုရောက်ရှိတဲ့အခါမှာနည်းနည်းစာစားသုံးမှဖြစ်ပြီးကားပေါ်ကဆင်းကြတဲ့အခါမှာလဲမိမိတို့ရဲ့အဖို့တန်ပစ္စည်းများကိုတဘာတည်းယူဆောင်သွားကြဖို့နဲ့နိုင်ဝက်ခန့်နာနာနေနေစားတော့နေထိုင်နိုင်ကြောင်းအသိပေးကြေညာအပ်ပါတယ်ခင်ဗျာ ဒီနေ့ဒီလမ်းပေါ်ငါတို့တွေထွက်ခွာခဲ့ငါတို့စားမယ်ကြည့်ပါမင်းစားမယ်ဟာလေဟာတာဘာများဖြစ်အောင်လဲဟုတ်ရှင်နေပါရလာခဲ့မလဲ ဒီမှာကားမှာရှင့်တယောက်တည်းပါလာတာမဟုတ်ဘူးနော်ကားပေါ်မှာရှင့်တယောက်တည်းပါလာတာမဟုတ်ဘူးလို့ပြောနေတာ ကောင်းတာဘာဖြစ်မလဲလွမ်းတာဆွဲ သိလို့ရှင်လဲစိတ်ညစ်မှာပေါ့ငါရှင့်ရဲ့ကိုယ်ပိုင်ကားမဟုတ် ရောက်သွားရင်လက်တွေပဲလား ဘူးဘာများဖက် ကိုရမလားလေရည်ရမလားတယောက်ယောက်ပြောပါ ကိုယ်ကမှတ်တာရအများကြီးပေါ့လူဆိုတာအစိုးဆုံးဖြစ်တယ်ဒါကြောင့်နပိုလီယန်လိုဂျေးစ်ဘွန်လို007လို့စိတ်ကိုဖိုက်ဖြစ်ပါစပိုင်ဒါမန် တော်ပြီရှင့်ဘာမှကိုယ်ရှောက်ပြောနေတယ်ရှင့်လူလိုသိဖို့ပြောနေတာ လူချင်းပဲလူချင်းကြတာလူချင်းကလူပြီးတယ်ဖြစ်နေတယ်ပေါ့ ကြောင်းတို့နောက်မှမပြောပြမယ်နော်လောလောဆယ်ရှိမှသမင်းတယ် ဒီအားလုံး